1985 ခုနှစ်ကတရုတ်နိုင်ငံအရှေ့ပိုင်းဟီနန်ပြည်နယ်မှာကမ္ဘာပေါ်မှာဖြစ်ခဲ့ဘူးသမျှသမိုင်းတစ်လျှောက်အဆိုးဝါးဆုံးသောဆည်ကျိုးပေါက်မှုကြီးဖြစ်ပွားခဲ့ပါတယ်။ဗန်ချောင်ဆည်ကျိုးပေါက်မှုဟာလူပယောဂကြောင့်ဖြစ်တဲ့ဘေးဒုက္ခတွေထဲမှာချာနိုဘိုင်းနျူကလ িয়ার အဆိပ်သင့်မှုထက်ကျော်လွန်ပြီးနံပါတ်1ပိုဆွဲခဲ့ပါတယ်။ဆည်ကျိုးပေါက်မှုကြောင့်လူပေါင်း1 သိန်းခွဲလောက်အသက်ဆုံးရှုံးခဲ့ပြီးအိုးအိမ်10 သန်းကျော်ပျက်စီးခဲ့ပါတယ်။စတုရန်းကီလိုမီတာ 12,000 ကျော်ရေလွှမ်းမိုးခံခဲ့ရပြီးစိုက်ပျိုးမြေတွေကတန်းချီပျက်စီးဆုံးရှုံးခဲ့ပါတယ်။သမိုင်းစဉ်လာအရတရုတ်နိုင်ငံဟာရေကြီးရေလွှမ်းမှုဒဏ်ကိုဆိုးဆိုးရွားရွားခံရတဲ့မှတ်တမ်းရှိပါတယ်။1888 ခုနှစ်ကဖြစ်ပွားခဲ့တဲ့မြစ်ဝမြစ်ဝမ်းရေကြီးမှုမှာလူ8 သိန်းကျော်သေဆုံးခဲ့ရသလို1931 ခုနှစ်ကဖြစ်ပွားခဲ့တဲ့ရန်စီမြစ်နဲ့ဝှေမြစ်ရေကြီးမှုတွေမှာလူ4 သန်းအထိအသက်ဆုံးရှုံးခဲ့ရပါတယ်။ဒါကြောင့်1949 ခုနှစ်မှာတရုတ်ကွန်မြူနစ်အစိုးရအာဏာရလာတဲ့အချိန်မှာရန်စီမြစ်နဲ့မြစ်ဝမြစ်ရေကြီးမှုတွေကိုထိန်းချုပ်နိုင်ဖို့ထည့်သွင်းစဉ်းစားခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့ကြီးမားများပြားတဲ့လူဦးရေကိုစားနပ်ရိက္ခာဖူလုံစေဖို့အတွက်ကလယ်ယာမြေတွေဖော်ထုတ်ပြီးအဲ့ဒီလယ်ယာတွေကိုရေထောက်ပံ့ပေးနိုင်ဖို့ကလည်းအရေးကြီးပါတယ်။ခေတ်နောက်ကျနေတဲ့နိုင်ငံကိုစက်မှုနိုင်ငံအဖြစ်အသွင်ပြောင်းဖို့အတွက်ကလျှပ်စစ်ဓာတ်အားဖော်တည်ရရှိနိုင်ဖို့လိုအပ်ပါတယ်။အဲ့ဒီကိစ္စတွေအားလုံးကိုခဲတစ်လုံးနဲ့နှစ်ကောင်ပစ်သလိုပြေလည်သွားစေနိုင်ဖို့အတွက်နိုင်ငံတော်ဝန်မှာဆည်တွေဆောက်လုပ်ဖို့မူဝါဒချမှတ်ခဲ့ပါတယ်။ကွန်မြူနစ်အစိုးရတက်ပြီး10 နှစ်အကြာ1958 ခုနှစ်မှာတရုတ်နိုင်ငံမှာဆည်အရေအတွက်ဟာ2 ဆဖြစ်လာပါတယ်။မော်စီတုံးရဲ့တရုတ်ပြည်ကိုအလျင်အမြန်ဖွံ့ဖြိုးတိုးတက်စေရမည်ဆိုတဲ့ကြွေးကြော်သံနဲ့ချီတက်နေကြတဲ့မဟာခုံပြန်ကျော်လွှားမှုကာလအတွင်းမှာခရိုင်တစ်ခုမှာဆည်တစ်ခုရှိရမယ်ဆိုတဲ့မူကိုထပ်လောင်းချမှတ်ပြီးနေရာအနှံ့မှာဆည်တွေအပြိုင်ရိုင်းဆောက်လုပ်လာကြပါတယ်။နယ်တွေမှာဆည်တွေဆောက်လုပ်တဲ့အဓိကရည်ရွယ်ချက်ကပါတီကချမှတ်ထားတဲ့နှစ်တိုနှစ်ရှည်စီးပွားရေးစီမံကိန်းများအရစီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေဖို့ပဲဖြစ်ပြီးရေကြီးရေလျှံတာကိုကာကွယ်ဖို့အဓိကထားဆောက်လုပ်တာမျိုးတော့မဟုတ်ပါဘူး။ဒီလိုဆည်တွေအဆမတန်ဆောက်လုပ်လာတာကိုစန့်ကျင်ကန့်ကွက်တဲ့ပညာရှင်တဦးလည်းရှိနေပါတယ်။သူကတော့အဲ့ဒီခေတ်ကတရုတ်ပြည်ရဲ့ရှေ့ဆောင်ဇလဗေဒပညာရှင်တဦးဖြစ်တဲ့ချန်ဇင်းဖြစ်ပါတယ်။သူကဝှေမြစ်ဝမ်းရဲ့ဆည်ပရိသာစီမံကိန်းကိုလည်းဝေဖန်ခဲ့ပါတယ်။ဆည်တွေမှာသိုလောင်ထားတဲ့ရေထုကြောင့်ဒီဒေသမှာမြေအောက်ရေမြင့်တက်လာပြီးလယ်မြေတွေဟာအငံဓာတ်များလာကစိုက်ပျိုးမရဖြစ်လာလိမ့်မယ်လို့ထောက်ပြခဲ့ပါတယ်။ဒါပေမဲ့မော်စီတုံးရဲ့စကားကိုသာဖျားဟောနှုတ်ခပတ်တော်တပွဲမှတ်ယူထားကြတဲ့ဒေသအာဏာပိုင်တွေကချန်ဇင်းရဲ့ဝေဖန်ထောက်ပြမှုတွေကိုလစ်လျူရှုခဲ့ကြပါတယ်။ဝှေမြစ်ဝမ်းဆည်ပရိသာစီမံကိန်းမှာတစ်ခုအပါအဝင်ဖြစ်တဲ့ဗန်ချောင်ဆည်ကိုဟီနန်ပြည်နယ်ယူမြစ်ပေါ်မှာ1951 ခုနှစ်ဧပြီလမှာစတင်တည်ဆောက်ခဲ့ပါတယ်။မြစ်ဝမြစ်ဝမ်းရေလွှမ်းမိုးမှုကာကွယ်ရေးနဲ့လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအစီအစဉ်ရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့တည်ဆောက်ခဲ့တာဖြစ်ပြီးတည်ဆောက်ချိန်ကာလ14 လမျှသာကြာမြင့်ခဲ့ပြီး1952 ခုနှစ်ဇွန်လမှာဆောက်လုပ်ပြီးစီးခဲ့ပါတယ်။ဆည်တည်ဆောက်ရေးမြန်မြန်ဆန်ဆန်နဲ့ပြီးသွားတာကလည်းစံချိန်စံညွှန်းတွေကိုအတိအကျလိုက်နာမှုမရှိဘဲတက်တုတ်ရိုက်ဆောင်ရွက်ခဲ့ကြလို့လည်းဖြစ်ပါတယ်။တမန်မြေသားကျိတ်တဲ့လုပ်ငန်းစဉ်တွေမှာအရေးသွေးမပြည့်မီတဲ့ပစ္စည်းတွေသုံးတာလုံလောက်တဲ့သိပ်သည်းမှုရအောင်မကျိတ်ခဲ့တာတွေရှိပါတယ်။ဗန်ချောင်ဆည်ဟာရွှံ့ဈေးကိုဦးတိုင်အဖြစ်ထားရှိတဲ့မြေသားတမန်မျိုးစားဖြစ်ပြီးတမန်အမြင့်ပေ80ရှိပါတယ်။ရေပမာဏထုတဲ့7.5 ဘီလီယံကုဗပေတိုးလောင်နိုင်ပါတယ်။တစ်စက္ကန့်ကိုရေကုဗပေ 62000 ထုတ်လွှတ်နိုင်တဲ့ရေတကား5 ချက်တပ်ဆင်ထားပါတယ်။ဗန်ချောင်ဆည်တည်ဆောက်တဲ့အချိန်တုန်းကစီမံကိန်းအစပိုင်းမှာချန်ဇင်းလဲပါဝင်ပါတယ်။အာဏာပိုင်တွေဟာသူပေးတဲ့အကြံဉာဏ်တွေကိုမယူဘဲကုန်ကျစရိတ်သက်သာအောင်ဘေးအန္တရာယ်ကင်းရှင်းရေးတိုင်းတာတွေကိုလျှော့ချတည်ဆောက်ခဲ့ပါတယ်။အရေးပေါ်အဆိုးဆုံးအခြေအနေမှာလိုအပ်ရင်ရေဖောက်ချနိုင်ဖို့ရေတကား12 ခုထားဖို့သူကတင်ပြပေမဲ့အာဏာပိုင်တွေကအပိုလို့ယူဆပြီး9 ခုသာထားခဲ့ပါတယ်။ချန်ဇင်းဟာနောက်ပိုင်းမှာဆည်တည်ဆောက်ရေးစီမံကိန်းကနေအာဏာပိုင်တွေရဲ့ဖိအားပေးနှုတ်ထွက်ခိုင်းခြင်းခံခဲ့ရပါတယ်။ချန်ဇင်းမရှိတဲ့နောက်ပိုင်းဆည်တည်ဆောက်ရေးအတွေ့အကြုံနဲ့ပတ်သက်လို့အစိမ်းသက်သာရှိသေးတဲ့သူတွေရဲ့စီမံကြီးကြပ်မှုနဲ့ပဲစီမံကိန်းကိုဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။ဆည်ကြီးတည်ဆောက်ပြီးလို့တိတ်မကြခင်မှာပဲဆည်ကြီးရဲ့တချို့အစိတ်ပိုင်းတွေမှာအကြောင်းတွေပေါ်လာပါတယ်။1958 ခုနှစ်မှာဆိုဗီယက်ပညာရှင်တွေကိုခေါ်ယူပြီးပြန်လည်ပြုပြင်ရေးလုပ်ငန်းတွေလှုပ်ဆောင်ခဲ့ရပါတယ်။ဆည်ပေါင်ကိုလည်းဆည်ပေထပ်မြင့်ခဲ့ပါတယ်။အဲ့လိုဆိုဗီယက်ပညာရှင်တွေနဲ့ပြင်ဆင်မှုလုပ်ပြီးတဲ့နောက်မှာဆည်ကြီးရဲ့ကြံ့ခိုင်ရေးဟာလုံးဝစိတ်ချရပြီလို့တရုတ်အစိုးရကယူဆခဲ့ပါတယ်။
ဒီဆည်ကြီးဟာအနှစ်1000မှာတစ်ကြိမ်လောက်သာဖြစ်တန်စွမ်းနဲ့အဆိုးဆုံးသောရေကြီးမှုဒဏ်ကိုခံနိုင်တယ်လို့တရုတ်အစိုးရကပြောပါတယ်။ဒါပေမဲ့ဆည်ကိုပြန်လည်ပြုပြင်ပြီးနောက်ပိုင်းမပြတ်မကွက်လှုပ်ဆောင်ရမယ့်စမ်းသပ်စစ်ဆေးမှုတွေကိုအပြည့်အဝလှုပ်ဆောင်ခဲ့ခြင်းမရှိပါဘူး1985 ခုနှစ်ဇူလိုင်လ29 ရက်နေ့မှာဖိလစ်ပိုင်ပင်လယ်ထဲမှာအပူပိုင်းမုန်တိုင်းတစ်လုံးစတင်ဖြစ်ပေါ်လာပါတယ်။အဲ့ဒီမုန်တိုင်းဟာစူပါတိုင်ဖွန်းမုန်တိုင်းအဆင့်ထိအားကောင်းလာခဲ့ပြီးအနောက်မြောက်ဘက်ကိုရွေ့လျားကာတိုင်ဝမ်ကျွန်းကိုဩဂုတ်လ1 ရက်နေ့မှာဖြတ်ကျော်ပါတယ်။အဲ့ဒီနောက်စူပါတိုင်ဖွန်းမုန်တိုင်းနီနာဟာအားအနည်းငယ်လျော့သွားပြီးဩဂုတ်လ3 ရက်နေ့မှာတရုတ်ကုန်းတွင်းကိုဝင်ရောက်လာပါတယ်။တိုင်ဖွန်းမုန်တိုင်းနီနာကြောင့်တရုတ်နိုင်ငံအရှေ့မြောက်တခွင်မှာမိုးသေးထန်စွာရွာသွန်းပြီးဘန်ချောင်ဆည်တည်ရှိရာအရက်မှာပထမတစ်ရက်ထဲမှာပဲရွာလိုက်တဲ့မိုးကလက်မ40ကျော်ပါတယ်။ဒါဟာဒီဒေသမှာပုံမှန်တစ်နှစ်ပတ်လုံးရွာတဲ့စုစုပေါင်းမိုးရေချိန်ထက်များပါတယ်။အဲ့ဒီနေ့မှာတင်ဘန်ချောင်ဆည်ဟာသူ့ရဲ့ရေပြည့်မှတ်ကိုရောက်သွားပါတယ်။ဩဂုတ်လ6 ရက်နေ့မှာရေတကားတွေဖွင့်ချဖို့ဆည်တာဝန်ရှိသူတွေကအထက်အာဏာပိုင်တွေကိုတင်ပြပါတယ်။အထက်အာဏာပိုင်တွေကအဆက်မပြတ်ရွာနေတဲ့မိုးကြောင့်လောလောဆယ်မှာရေကြီးဒဏ်ခံနေရပြီဖြစ်တဲ့ဈေးအောက်ပိုင်းဒေသတွေအခြေအနေပိုဆိုးမသွားစေဖို့အတွက်ဘန်ချောင်ဆည်ရေတကားတွေဖွင့်ဖို့တင်ပြချက်ကိုခွင့်မပြုခဲ့ပါဘူး။မုန်တိုင်းနီနာဟာဘန်ချောင်ဆည်တည်ရှိရာဟီနန်ပြည်နယ်အရောက်မှာလေအေးကြောနဲ့ထိတွေ့ပြီးရွှေလျားနှုန်းတုတ်နှေးသွားခဲ့ပါတယ်။အဲ့ဒါကြောင့်မုန်တိုင်းရှိန်နဲ့နောက်ရက်တွေမှာလည်းမိုးဆက်ကောင်းပါတယ်။ဩဂုတ်လ2 ရက်နေ့မှာရေတကားတွေဖွင့်ချဖို့အာဏာပိုင်တွေကခွင့်ပြုလိုက်ပေမဲ့မုန်တိုင်းဒဏ်ကြောင့်ဆက်သွယ်ရေးကွန်ရက်တွေပျက်စီးသွားပြီဖြစ်လို့အဲ့ဒီညွှန်ကြားချက်ကစေတာဝန်ခံတွေစီအချိန်မီရောက်မလာခဲ့ပါဘူး။ဩဂုတ်လ9 ရက်နေ့ညပိုင်းမှာဆည်ရေဟာတာပေါင်ထိပ်ကိုရောက်လူရောက်ခင်ဖြစ်လာတဲ့အတွက်ဆည်ဝန်ထမ်းတွေဟာရေတကားတွေကိုကမန်းကရမ်းဖွင့်ချဖို့လုပ်ရပါတော့တယ်။ဒါပေမဲ့မဖွင့်နာကြပြီးဖြစ်တဲ့ရေတကားတွေဟာနှုံးနယ်နှစ်တွေနဲ့ပိတ်ဆို့နေခဲ့ပြီးတန်ကြီးတွေလည်းတက်နေကအလွယ်တကူဖွင့်လို့မရဖြစ်ခဲ့ရပါတယ်။ဆည်မှာတာဝန်ချထားတဲ့စစ်တပ်ကရေတကားတွေကိုဖောက်ခွဲဖို့စီစဉ်ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာသူတို့မသိသေးတာကအပေါ်ဘက်ကရှီမာတန်ဆည်ဟာပေါက်ကျပြီးဗန်ချောဆည်ရှိရာကိုရေတွေဒလဟောဆင်းလာပြီးဆိုတာပါပဲ။ဆည်ဝန်ထမ်းတွေနဲ့လုပ်အားပေးတွေဟာတာပေါင်ပေါ်မှာသဲအိတ်တွေထပ်တင်ကြပါတယ်။သူတို့ရှုံးနေမှာတေချာသလောက်ဖြစ်နေပေမဲ့ဆည်အောက်ပိုင်းဒေသတွေမှာအိမ်မောကျနေကြမဲ့ပြည်သူထောင်ပေါင်းများစွာရဲ့အသက်တွေကိုကယ်တင်နိုင်ဖို့အသေးအတန်စ조사ပန်းစားဆောင်ရွက်နေကြပါတယ်။အဲ့ဒီအချိန်မှာတိမ်ညိုတွေနောက်ကကြည်လင်နေတဲ့ကောင်းကင်ကိုရုပ်ချီးတွေးလိုက်ရပါတယ်။ကျဲကလေးတွေတစ်လုံးစနှလုံးစလင်းလက်နေတာကိုတောင်မြင်နေရပါတယ်။ရေကျသွားပြီးတစုံတစ်ယောက်ကဝမ်းသာအားရလှမ်းអော်လိုက်ပါတယ်။ဟုတ်ပါတယ်။ဆည်ရည်မျက်နှာပြင်နှိမ်ဆင်းလာတာကိုသူတို့အားလုံးအံ့အားသင့်ဖွယ်တွေးလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲကောင်းကင်ကြီးတစ်ခုလုံးပြိုဆင်းလာသလိုအလွန်ခြောက်ခြားစရာကောင်းတဲ့အတန်မျိုးကိုသူတို့ကြားလိုက်ရပါတော့တယ်။ဒါကဆည်ကျိုးပေါက်သွားပြီးရေတွေထုနဲ့ထဲနဲ့အရှိန်ဟုန်ပြင်းစွာစီးဆင်းလာတဲ့အတန်ကလွဲပြီးတခြားဘာဖြစ်နိုင်ပါအောင်မလဲ။ပေ30လောက်မြင့်တဲ့ရေလုံးကြီးတွေဟာဆည်နီးဝန်းကျင်အနိမ့်ပိုင်းဒေသတွေကိုတနာရီမိုင်30လောက်အလင်းနဲ့အရှိန်ဟုန်ပြင်းစွာပြေးဝင်လာပါတော့တယ်။ဆည်အောက်ပိုင်းမှာကပ်လျက်ရှိတဲ့ဒဝမ်ချန်ဆိုတဲ့မြို့ကလေးဟာရေလုံးတွေရဲ့အောက်မှာချက်ချင်းဆိုသလိုပဲပျောက်ကွယ်သွားပြီးအဲ့ဒီမှာနေထိုင်ကြတဲ့မြို့သူမြို့သား9600စလုံးအသက်ဆုံးရှုံးသွားပါတယ်။ဘန်ချောင်ဆည်အောက်ပိုင်းမှာရှိတဲ့ဆည်တွေလည်းဘန်ချောင်ဆည်ကျိုးပေါက်ရာကအလုံးရင်းနဲ့ဆင်းလာတဲ့ရေအားဒဏ်ကိုမခံနိုင်တော့ပဲအကုန်ကျိုးပေါက်ကုန်ပါတယ်။ဘန်ချောင်ဆည်ကျိုးပြီးနောက်သတင်း2 ပတ်လောက်အထိကယ်ဆယ်ရေးအဖွဲ့တွေဟာရေဘေးသင့်တဲ့နေရာတွေအနားမချီကပ်နိုင်ကြသေးပါဘူး။ကုန်းမြေအမြင့်ပိုင်းနေရာလေးတွေမှာပိတ်မိနေကြတဲ့ဒုက္ခသည်တချို့တလေသာလေကြောင်းကချပေးတဲ့ရိက္ခာရကြပါတယ်။ကားလမ်းရထားလမ်းလူသွားလမ်းတွေအကုန်ပြတ်တောက်ကုန်တဲ့အပြင်ဆက်သွယ်ရေးကွန်ရက်အားလုံးလည်းပြတ်တောက်ကုန်တဲ့အတွက်ကူညီကယ်ဆယ်ရေးကိုခက်ခက်ခဲခဲလှုပ်ဆောင်ခဲ့ရပါတယ်။ဆည်ပေါက်ကျတဲ့နေ့မှာပဲရေလွှမ်းမိုးမှုကြောင့်ချက်ချင်းရေနစ်သေးတဲ့သူက26,000လောက်ရှိပြီးဆက်ဆက်ဖြစ်ပွားတဲ့အစာရေစာပြတ်လတ်မှုယောဂဗျာတွေကြောင့်နောက်ပိုင်းထပ်သေးတဲ့သူက1 သိန်းခွဲလောက်ရှိပါတယ်။ဘေးအန္တရာယ်လျော့ပါးသက်သာအောင်ကြိုတင်စီမံမှုလုပ်ငန်းတွေကိုအပိုတွေဆိုပြီးလှုပ်ဆောင်ခဲ့ခြင်းမရှိတာဘေးအန္တရာယ်ကြားရောက်တဲ့အချိန်မှာစီစဉ်ဆောင်ရွက်ရမယ့်ကိစ္စတွေကိုဇက်တိုက်လေ့ကျင့်ထားမှုမရှိတာဆက်သွယ်ရေးစနစ်တွေမကောင်းမွန်တာနဲ့ရွှေ့ပြောင်းမှုတွေကြိုတင်မလုပ်နိုင်ခဲ့တာတွေကဆုံးရှုံးမှုကိုကြီးမားသွားစေတာဖြစ်ပါတယ်။ဒီဖြစ်ရပ်ဆိုးကြီးကိုတရုတ်အစိုးရဟာထုတ်ပြန်ကြေညာခြင်းမရှိဘဲနှစ်ပေါင်းများစွာရှေ့ဝှက်ထိန်ချန်ထားခဲ့ပါတယ်။1990 ခုနှစ်မှာတရုတ်ရေအရင်းမြစ်ဝင်ကြီးဟောင်းရေးတဲ့တရုတ်နိုင်ငံရဲ့ရေလွှမ်းမိုးမှုသမိုင်းဆိုတဲ့စာအုပ်မှာဘန်ချောင်ဆည်ကျိုးတဲ့သတင်းကို
အသေးစိတ်ဖော်ပြထားပါတယ်။ဒါဟာဘဏ်ချောင်ဆယ်ကျိုးပေါက်တဲ့ကိစ္စကိုတရုတ်အစိုးရအနေနဲ့ပထမဆုံးထုတ်ဖော်ဝန်ခံတာဖြစ်ပါတယ်။2005 ခုနှစ်ရောက်မှတရုတ်အစိုးရကဘဏ်ချောင်ဆယ်ကျိုးတဲ့ကိစ္စနဲ့ပတ်သက်တဲ့စာရွက်စာတမ်းတွေကိုလျှို့ဝှက်အဆင့်ကပယ်ဖျက်ပေးခဲ့ပါတယ်။ဘဏ်ချောင်ဆယ်ကျိုးပေါက်မှုကြီးဖြစ်ပြီးနောက်အာဏာပိုင်တွေကပျက်စီးမှုအတိုင်းအတာကိုရဟတ်ယာဉ်နဲ့ပတ်ပြီးကြည့်ရှုစစ်ဆေးတဲ့အခါမှာသူတို့ဖြုတ်ပစ်ခဲ့တဲ့ဇလဗေဒပညာရှင်ခြံစင်းကိုပါလိုက်ပါစေခဲ့ပါတယ်။နောက်ပိုင်းဆယ်တွေကိုပြန်ပြုပြင်တဲ့အခါမှာတော့အစိုးရကပညာရှင်ခြံစင်းကိုပြန်ပြီးဖိတ်ခေါ်ခဲ့ရပါတယ်။ဒီဖြစ်ရပ်ဆိုးကြီးဟာပညာရှင်တွေရဲ့တင်ပြချက်ကိုအလေးမထားငါတကောကောပြီးထင်ရလုပ်တတ်တဲ့အာဏာပိုင်တွေကြောင့်အသက်ပေါင်းများစွာပျက်စီးဆုံးရှုံးခဲ့ရတဲ့အကောင်းဆုံးသာရကတစ်ခုလည်းဖြစ်ပါတယ်